amortizing အလုံးချင်းငွေတွေကိုအရေးကြဆက်တယ်ဒါပေါ့နော်အဲ့တော့ကျမတို့ချင်းငွေတွေကိုအရေးကြဆက်မယ်ဆိုရင်ဒီ installment payment ကိုဘယ်လိုတွက်ကြမလဲပေါ့နော်အဲ့တော့တွက်တဲ့နည်းလေးကတော့အရေးကြပေးငွေ installment payment ကိုတွက်ချင်ရင်ကျမတို့ခြေပေးတဲ့ပမာဏနဲ့အတိုးနှုန်းနဲ့မျှောက်မယ်နောက်ပြီးတော့ရင်1 minus 1 by 1 plus အတိုးနှုန်းနောက်ကျမတို့ပြန်ဆက်မဲ့ကာလကိုthe whole power တင်ပေးမယ်ဆိုရင် installment payment ကိုတွက်လို့ရမှာဖြစ်ပါတယ်เนาะဥပမာအနေနဲ့တွက်ကြည့်ရအောင်ကျမတို့ဘဏ်ကနေ30ချေးတယ်ဆိုပါတော့တစ်နှစ်ကိုအတိုးနှုန်းက12ရာခိုင်နှုန်း9နှစ်နဲ့အရေးကြဆက်သွားမယ်အခြေဆက်မယ်ပေါ့နော်အဲဆိုရင်ကျမတို့တစ်နှစ်ကိုဘယ်လောက်တွင်းဖို့လိုမလဲဆိုတာကိုတွက်မယ်ဆိုရင်30အမြောက် 0.12 by 1 minus 1 by 1 plus 0.12တိုးနှုန်းပေါ့နော်နောက်ပြီးတော့ကျမတို့ကတစ်နှစ်ကိုတွက်မှာပေါ့နော်တစ်နှစ်သာပေးရမယ်အရေးကြပမာဏကိုတွက်မှာဖြစ်တယ်အဲ့တော့ကျမတို့က9ချိန်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်ကျမတို့က the whole power 5အဲ့လိုမျိုးတွက်လိုက်ရင်ကျမတို့တစ်နှစ်ကိုအရေးကြပေးငွေ9,54,820ကိုပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ကျမတို့ဒီအရေးကြပေးရတဲ့ပမာဏတွေမှာအတူရောပါလားပေါ့ကျမတို့လေရင်တော့ဒီမှာကြားဖို့မှာပါဝယ်ဖို့ကြမှာပါဖုန်းတွေကွန်ပျူတာတွေကိုအိမ်တွေစသဖြင့်အရေးကြနဲ့ဝယ်ကြတယ်အဲ့တော့ဒီအရေးကြပေးငွေတွေမှာအတူရောအရင်ရောပါလားပေါ့အဲ့တော့ကျမတို့တစ်ချက်ကြည့်အောင်နော်အောက်မှာတေဘယ်လေးနဲ့ပြထားတယ်ဒီ9နှစ်ကိုဆက်တဲ့အခါမှာသူကနှစ်စဉ်ကျမတို့ပုံမှန်တွင်းရမယ်9,54,820ကိုတွင်းတယ်တွင်းတဲ့အခါမှာဒီထဲမှာအတိုးလဲပါတယ်ရင်းလဲပါတာကိုတွေ့ရတယ်နော်အဲ့တော့အတိုးကဘယ်လောက်ပါလဲဆိုရင်ပထမဆုံး30ချီးတာဖြစ်တဲ့အတွက်20ကိုကျမတို့ကဒီအတိုးနှုန်း12ရာခိုင်နှုန်းနဲ့မြောက်တော့2,400,000ကအတိုးဖြစ်တယ်ပေါ့အဲ့တော့9,500,000ကျမတို့ installment payment ထဲမှာ2,400,000ကအတိုးဆိုတော့ကျန်တာကအရင်ကိုဆက်တာ3,14,820ကအရင်ကိုဆက်တာကဲအဲ့တော့ကျမတို့30မှာ3,100,000ကျော်ဆက်ပြီးပြီဆိုတော့16,000တော့ကျန်တယ်နောက်နှစ်မှာထပ်ပြီးတော့ installment payment ကိုတွင်းတဲ့အခါမှာကျမတို့ကဒီကျန်တဲ့ငွေပေါ်မှာအတိုးတွက်တယ်16သိန်းပေါ်မှာ12% အတိုးတွက်လိုက်တယ်တွက်လိုက်တဲ့အခါမှာကျမတို့က2သိန်း2,000ပေါ့နော်အဲ့လိုရတယ်ပေါ့အဲ့လိုနေနဲ့ကျမတို့ရဲ့ဆက်တဲ့ installment payment တွေမှာအတိုးလဲပါတယ်အရင်လဲပါတယ်ပေါ့နော်ဒီလိုနှီးနဲ့ amortizing အလုံးပေါ့နော်လုံးကိုအရေးကြပေးလို့အရေးကြဆက်သွားလို့ရပါတယ်ကျေးဇူးတင်ပါတယ်